Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့ကျမတို့ငယ်ငယ်တုန်းကလေ့လာခဲ့ပူးကြတဲ့ geometric shapes လေးတွေပေါ့နော်ဒါလေးတွေကိုပုံလေးတွေနဲ့အတန်ထွက်လေးတွေနဲ့အလွယ်တကူပြန်လည်မှတ်မိအောင်လို့နှွှေးပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကိုယ်တိုင်အတွက်ပြန်နှွှေးတာဖြစ်ပါတယ်ပထမဦးဆုံးတစ်ခုအနေနဲ့ကတော့ circle စက်ဝိုင်းဖြစ်ပါတယ်သူ့မှာတော့လုံးဝန်းပြီးတော့မှသူ့မှာအနားတွေတောင်းတွေဘာမှမရှိပါဘူး circles ဖြစ်ပါတယ်နောက်တစ်ခုကတော့ triangle ကသရိကံပေါ့နော်၃ခုအနာ၃ခုတောင်း၃တောင်းပါတဲ့သူဖြစ်ပါတယ် triangle နောက်တစ်ခုကတော့ squares မဟုတ်ဘူးနော် square ဖြစ်ပါတယ်သူမှာတော့အနာ၄နာတောင်း၄တောင်းပါပြီးတော့မှ same size တူညီတဲ့ size တွေရှိပါတယ်သူကိုစတုယံ square လို့ခေါ်ပါတယ်ရှင်နောက်တစ်ခုကတော့ rectangle ဆိုတာကတော့တောင်းမှန်စတုကံဖြစ်ပါတယ်အနာလေးနာတောင်း၄တောင်းပါပြီးတော့မှသူရဲ့အနာတွေကတောင်းမှန်ကျနေတာပေါ့နော်အဲဒါကြောင့်သူ့ကိုတောင်းမှန်စတုကံလို့ခေါ်ပါရရှင်နောက်တစ်ခုကတော့ parallelogram လို့ပြောတဲ့အတိုင်း parallel ဆိုတဲ့စကားလုံးကပြိုင်တာပေါ့နော်အဲ့တော့အနာပြိုင်နေတဲ့စတုကံဆိုတာကအနာလေးနာတောင်းလေးတောင်းပါတဲ့အတွက်ကြောင့်အဲ့တော့အနာပြိုင်စတုကံဆိုတော့ကတော့ trapezoid ပေါ့နော် trapezoid ကတော့အနာမပြိုင်စတုကံသူ့မှာအနာလေးနာတောင်လေးတောင်ရှိတဲ့ကြောင့်စတုကံဖြစ်တယ်အနာတွေကတော့မပြိုင်ဘူးသူ့ကိုအရှိကparallelogram နဲ့နှိုင်းယှဉ်ပြီးတော့မှလေ့လာနိုင်ပါတယ်နောက်တစ်ခုကတော့ pentagon ကတော့ပြစ္ဆကံဖြစ်တယ်ပိုင်တဂွန်မဟုတ်တဲ့ pentagon ဖြစ်ပါတယ်ပြစ္ဆကံပေါ့နော်သူ့မှာအနာ၅နာတောင်၅တောင်ရှိပါတယ်ပြစ္ဆမဆိုတဲ့အတိုင်းအနာ၅နာတောင်၅တောင်ရှိတဲ့ pentagon ပြစ္ဆကံလေးဖြစ်ပါတယ်နောက်တစ်ခုက hexagon ကကြတော့စတ္တကံစတ္ထမဆိုတဲ့အတိုင်းအနာ6နာတောင်6တောင်ပါတဲ့သူဖြစ်ပါတယ် hexagon စတ္တကံဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့အထူးခြားပြောစရာလည်းမလိုပါဘူး diamond စိန်ပုံစံလေးဖြစ်ပါတယ် diamond စိန်တုံးပုံစံလေးပေါ့နော်ဒါက shape တွေတခုပါဝင်ဖြစ်လို့ထည့်ထားတာပါနောက်တစ်ခုကတော့ heart အသေးနှလုံးပုံစံ shape လေးဖြစ်ပါတယ် heart shape ဖြစ်ပါတယ်နောက်တစ်ခုကတော့ star ကတော့ကျဲပုံစံကျဲဆိုတဲ့အတိုင်းအနာ10နားရှိပြီးတော့တောင်းက9တောင်းရှိရပါတော့ star shape ပြန်ပြီးတွေးကြည့်ရမယ်ဆိုရင်တော့ဘယ် square စတုရံ rectangle တောင်းမှန်စတုကံ oval ဘယ်ဥပုံ circle စက်ဝိုင်း triangle သရိကံ parallelogram အနပြိုင်စတုကံ trapezoid အနာမပြိုင်စတုကံ heart shape အသေးနှလုံးပုံစံ diamond စိန်ပုံစံ pentagon ပြစ္ဆကံ star ကျဲပုံစံ hexagon စတ္တကံတို့ဖြစ်ပါတယ်ဒီထဲမှာဘာမှမမှတ်မိရင်တော့မှပိုင်တဂွန် pentagon လေးကိုမှတ်ထားပေးပါရှင်ဒီဗီဒီယိုလေးကိုအစဆုံးကြည့်ပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် thank you bye bye